ကိုဆုတောင်းရင်အဲ့လိုပဲဆုတောင်းအောင်ရုပ်မှတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဘယ်တော့မှမဆုံးမရစေနဲ့ဒါဖြင့်ရုပ်မှတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘာလို့မမမကန်တဲ့နီလန်းနဲ့ချီးမွမ်းခံခြင်းတဲ့ပုဂ္ဂိုလ်တွေထက်တန်းရောက်ခြင်းတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်မျိုးကိုခေါ်တယ်နော်ကိုယ်မတကယ်အရေးချင်းမရှိဘဲနဲ့အထက်တန်းကိုတက်ခြင်းနဲ့အရေးချင်းရှိအောင်မလုပ်ဘဲနဲ့ဖြတ်လန်းကနေလုပ်တယ်အဲ့ဒီလိုပုဂ္ဂိုလ်တွေဟာမမမကန်နဲ့အောက်တန်းကျတဲ့စိတ်ဓာတ်တွေရှိတယ်လို့သူတို့ဆိုလို့တယ်ပေါ့အပြစ်ရှိလာပြန်တော့အပြစ်ကိုဖုံးကွယ်တယ်လူကောင်းလူတော်ဟောင်းဟန်ဆောင်တတ်တယ်အဲ့ဒါလိုဟန်ဆောင်တတ်တဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့ဘယ်တော့မှမဆုံတွေ့ပါရစေနဲ့ဒါသူလူကိုရွေးချယ်တယ်ပေါင်းတင်ဆက်ဆံမှုလူကိုရွေးချယ်တယ်အဲ့လိုရွေးချယ်ရုံမှလည်းစိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဘယ်တော့မှမတွေ့ပါရစေနဲ့ဒါသူ့ရဲ့ဆန္ဒနော်